မင်္ဂလာပါမြန်မာစကေအိုင် channel မှာတင်ဆက်မှုစတင်ပါပြီကျွန်တော်ဒီမြန်မာစကေအိုင် channel ရဆိုရင်ကျွန်တော်ဒီနီးပညာဆရာနောက်ဆုံး level ကိုတက်ရောက်နေတာဖြစ်ပါတယ်ကျွန်တော်ဒီနီးပညာဆရာနောက်ဆုံး level ဖြစ်တဲ့အတွက်အရန်အခက်ခဲရှိပါတယ်ကျွန်တော်ဒီမြန်မာစကေအိုင် channel ရဲ့တင်ဆက်မှုဟာဆိုရင်ပေါ့နော်ကျွန်တော်ဒီ2026 12လပိုင်းမှာအပိသက်တင်ဆက်ပေးတာမှာဖြစ်ပါတယ်ကျွန်တော်ကြားထဲမှာလည်းလှင်းသင်းတွေတင်ဆက်ပေးတာမှာဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိမှာ entertainment တွေလည်းရန်ကောင်းတာတွေ့ရပါတယ်ကျွန်တော် TikTok မှာပေါ့နော်ကျွန်တော်ဒီပေါ့နော်ဒီနိပညာဆရာနောက်ဆုံးမိတ် level မှာကျွန်တော်တင်ဆက်ပေးတာမှာဖရင်အားဆိုရင်အားလုံးပါမှာဖြစ်ပါတယ်ကျွန်တော်တို့ဘာတွေပါမှာလဲဆိုရင်ကျွန်တော်တို့ internet online ဆိုတဲ့အပိုင်းတစ်ပိုင်းပါမှာဖြစ်ပါတယ်ဒီဘက်တစ်ဖက်တစ်ပိုင်းမှာကျွန်တော် AI နည်းပညာဆိုင်ရာကျွန်တော်တို့ဒီ text to video နောက် image to video ဆိုတဲ့ AI နည်းပညာသုံးထားတဲ့အပိုင်းတစ်ပိုင်းအောင်လဲကျွန်တော်ဒီ web page တစ်ခုမှာထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီပေါ့နော်ကျွန်တော် web page တစ်ခုအားဆိုရင်တော့စိတ်ပျော်ရွှင်မှုနဲ့ကျွန်တော်တို့ကျင့်တဲ့လောက်အောင်တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီခလုတ်ပိုင်းတွေကိုလည်းအကောင်းဆုံးပေါ့နော်ကျွန်တော်ပြင်ဆင်သွားမှာဖြစ်ပါတယ်ကျွန်တော် UI design တွေရောကျွန်တော်တို့ဒီကြော်ညာပိုင်းတွေရောပေါ့နော်အားလုံးကိုပေါင်းစည်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နီးပညာဆိုင်ရာနောက်ဆုံးပိတ်တင်ထဲမှာတက်ရောက်နေစဉ်အတွင်းမှာပေါ့နော်ကျွန်တော်ဒီဂျားထဲမှာကျွန်တော်ဒီအစီအစဉ်တွေထည့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ TikTok ဝါသနာရှင်တွေအတွက်ကိုလည်းအစီအစဉ်လေးတွေကိုကျွန်တော်ထည့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနီးပညာဆိုင်ရာနောက်ဆုံးပိတ် level ဖြစ်တဲ့အတွက်ကျွန်တော်ခလုတ်ပိုင်းတွေကျွန်တော်တို့ ADS ပိုင်းတွေပေါ့နော် ASD ပိုင်းတွေကျွန်တော်ဒီ comment ပိုင်းတွေ prompt ပိုင်းတွေပေါ့နော်အပိုင်းတွေအများကြီးမှာကျွန်တော်ဒီပေါ့နော်အမှားမခံတဲ့အတွက်ကြောင့်ကျွန်တော်အရှိန်အများကြီးပေးပြီးတော့တင်နေရတာဖြစ်ပါတယ်နောက်ဆုံးပြီးဆုံးသွားတဲ့အခါမှာလည်းကျွန်တော်ဒီအကောင်းဆုံးတင်ဆက်ပေးသားမှာ12လပိုင်းဖြစ်ပါတယ်ကျွန်တော်နောက်ပြီးတော့ဒီအတန်ပိုင်းဆိုင်ရာမလုံတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုနားထောင်နေတဲ့လူတွေအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်နော်ဘာဖြစ်လို့လဲကျွန်တော်ဒီအတန်ပိုင်းဆိုင်ရာမလုံခြုံတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒီနိပညာဆိုင်ရာနောက်ဆုံးပိတ်တင်ထဲမှာပေါ့နော်ကျွန်တော်ဒီခုလက်ရှိအချိန်နေရကျွန်တော်ဘာတွေပေါင်းနေလဲဆိုတော့ကျွန်တော်ဒီနော် ASD ပေါ့နော် ASD ပိုင်းရေနော် ADM ပိုင်းရေကျွန်တော် WCD ပိုင်းရေကျွန်တော်အပိုင်းတွေအများကြီးမှာ Sketware ပိုင်းရေ AI နိပညာပိုင်းရေပေါ့နော်ကျွန်တော်အပိုင်းအလုံးပေါင်း15ပိုင်းလောက်ကိုပေါင်းစည်းပြီးကျွန်တော်တင်နန်းတက်နေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အရင်အခက်ခဲရှိပါတယ်ကျွန်တော်ဒီ programming ပိုင်းမှာပေါ့နော်ကျွန်တော်ဒီ programming ကိုကောင်းဆုံးပေါ့နော်တင်ဆက်တဲ့အခါမှာကျွန်တော်တို့ internet online နှစ်လိုင်းလုံးသုံးရတဲ့ပုံစံရဲ့ကျွန်တော်ဒီ critical ကိုပေါ့နော်အခုနောက်ပိုင်းမှာတွေ့ရတာကကျွန်တော် AI ပညာရှင်တွေတော်တော်များများကကျွန်တော်တို့ဒီ critical ကိုတောင်းဆိုနေတာကိုတွေ့ရဖြစ်ပါတယ်ကျွန်တော်တို့ဒီပြည်သက်များကတော့သိရှင်တဲ့လူတွေသိမှာပေါ့နော်မသိတဲ့လူလည်းရှိမှာပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ AI critical ဆိုတဲ့သဘောတရားဟာကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့ကသိရှိပြီးသားဖြစ်ပါတယ်ကျွန်တော်ဒီ critical coin ဟာကျွန်တော်လဲပြီးတော့မှကျွန်တော်ဒီ AI နည်းပညာလောက်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကျွန်တော်ဒီ critical coin မပါဘဲနဲ့ပေါ့နော်ကျွန်တော်ဒီနည်းပညာဆိုင်ရာကိုသုံးရအောင်ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဆိုရင်ပေးဝယ်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်ဒီ critical coin ဟာဆိုရင်ကျွန်တော်တို့ပေါ့နော်အနည်းဆုံးကျွန်တော်တို့ American dollar ကျွန်တော်200လောက်ကုန်ပါတယ်နော်ကျွန်တော်တို့ American dollar 200လောက်ကုန်တဲ့ဒီ critical coin ကိုမသုံးမနဲ့ကျွန်တော်တို့က free သဘောမျိုးရရှိအောင်ကျွန်တော်နည်းပညာကိုသုံးသားမှာဖြစ်ပါတယ်ကျွန်တော်အဲ့တော့ကျွန်တော်ဒီပေါ့နော်မြန်မာစကီ AI channel ရဲ့ကျွန်တော်တို့ AI မှာကျွန်တော်မင်းမြန်ကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်မြန်မာစကီ AI channel ဟာ YouTube channel ဟာဆိုကျွန်တော်ဒီတစ်ကမ္ဘာလုံးမှာကျွန်တော်တို့ channel တစ်ခုတည်း number 1ရှိတာဖြစ်ပါတယ်ကျွန်တော်ဒီမြန်မာစကီ AI channel ဟာတစ်ကမ္ဘာလုံးတိုင်းတာရ number 1 level ကျွန်တော်ဒီပေါ့နော် channel 1တစ်ခုတည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘောနော်နေရာတစ်ခုမှာအတိမပြုခံရတာဗောနော်ကျွန်တော် AI အတိမပြုထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမြန်မာစကီ AI channel ရဲ့ YouTube channel ကျွန်တော် TikTok channel နှစ်ခုပေါင်းစည်းပြီးကျွန်တော်တို့ကကျွန်တော် frame တစ်ခုကိုဖွဲ့စည်းထားမှာဖြစ်ပါတယ်ဒါအရင်တော့ကကျွန်တော်ပြောထားပြီးသားပဲဗောနော်သွားနေတဲ့လမ်းကြောင်းဟာအဆုံးထိကျွန်တော်ပြီးစားအောင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ TikTok မှာလည်းပဲကျွန်တော်ဒီဝါသနာရှင်တွေကိုကျွန်တော် comment ပိုင်းတွေမှာလည်းအကုန်လုံးမပြင်နိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်နော်ကျွန်တော်ဒီ entertainment တင်ဆက်မှုတွေကိုတော့အကောင်းဆုံး
တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်နီးပညာဆိုင်အောင်လည်းကျွန်တော်တို့အရှိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့သတင်းရှက်လက်တွေကိုလည်းအရှိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်